စိတ်ကောက်နေတယ်လို့ပဲထင်ခဲ့တာထုံးစံအတိုင်းငါတို့တွေကတောက်ကဆတွေဖြစ်ကြတယ်ပေါ့တယောက်နဲ့တယောက်အနိုင်တွေရအောင်စကားတွေလူရင်တယောက်ကိုတယောက်မခေါ်တော့ဘူးဆိုတဲ့စိတ်နဲ့အိတ်လိုက်တာမနဲ့မိုးလင်းလို့မင်းစမခေါ်ရင်ငါလည်းမခေါ်ဘူးဆိုတဲ့အတွေ့လောက်ပဲရှိခဲ့တာအဲ့ဒါအပြင်လမ်းခွဲမယ်ပြစ်ဆဲမယ်ဆိုပြီးငါတို့တွေချိန်မောင်းခဲ့ကြတာမှမဟုတ်တာဒီတိုင်းပဲအဲ့ဒီနေ့ကငါတို့တွေစိတ်ကောက်ခဲ့ကြတာလေနောက်ဆုံးအိမ်ရမဝင်ခင်ထိရန်တွေဖြစ်ရင်အိတ်ခဲ့ကြတာလေမနေ့တွေမိုးလင်းတော့ဖုန်းတွေဆက်ထားမလားကြည့်တယ်မစ်ကောတွေမတွေ့ရဘူးစာရီပို့ထားမလားကြည့်တယ်ဘာသာမှလည်းဝင်မထားဘူးဒါပေမဲ့ last online ကမနာလိုချင်စရာကောင်းလောက်အောင်နောက်ကျလွန်းတာပဲသူလည်းစိတ်ကောင်းနေမှာပဲဆိုတဲ့အတွေ့နဲ့ခဏလောက်မိမိပြော့ပြော့ထားလိုက်တယ်မနက်ခင်တစ်ပိုင်းလုံးစာရီဝင်မလာဘူးဖုန်းတွေဆက်မလာဘူးအဲ့ဒီအချိန်ထိကို့မှာဘာစိုးရင်ပူပန်တာမှလည်းရှိမနေသလိုဒီတိုင်းရံဖြစ်ထားကြတာပဲဆိုတဲ့အတွေ့တွေပဲရှိနေခဲ့ရုံပါညနေခင်းတွေမှာကြတော့အချိန်တွေဟာမတူတော့ဘူးမိစိမ့်နေရဲ့နဲ့ကို့ဘက်ကမနေနိုင်လို့စားဖို့မိတဲ့အစာတွေဟာမဝင်တော့ဘူးသူ့ဖုန်းသုံးရုံနဲ့ကိုခေါ်တဲ့ဖုန်းတွေကိုမကင်တော့ဘူးတချို့အချိန်တွေမှာချတောင်ချပစ်လိုက်ပေါ့အလောက်ထိဖြစ်သွားစရာအကြောင်းတစ်ခုခုများဖြစ်နေခဲ့သေးလားပြန်တွေးကြည့်သေးတယ်ဒီအတိုင်းသူ့အကြိုက်ကို့အကြိုက်မေးရင်ငင်းခုန်ဖြစ်ကြရုံပါဒါပေမဲ့ဘာလို့စာတွေဟာမဝင်တော့ပဲဖုန်းတွေဟာစမရတော့တာလဲတွေးမရခဲ့ဘူးစိတ်မကြည်တေလို့ဖြစ်မှာပါဆိုပြီးပဲထပ်ပြီးဖြည့်တွေးလိုက်သေးတယ်ညတွေကြတော့ကိုတုကိုတက်ထားတာတွေဟာတူ့ရောထဲမှာရှိမနေတော့ဘူးကွန်မန့်တွေပြီးတော့တချို့စင်တူတင်ထားတဲ့ပုံလေးတွေအရာရာဟာတစားနဲ့ပျောက်နေခဲ့တာကိုကငေးပြီးကြည့်ရင်သူဘာဖြစ်ချင်နေရလဲလို့ပဲတွေးနေခဲ့မိတာ stress လေးတစ်ခုရှိပါတယ်ဘာကြောင့်အချစ်စစ်တစ်ခုကိုတွေးဖို့အချစ်တူတွေကြားပင်ပန်းခဲ့ရဘူးရဲ့တဲ့စိတ်လေးကောက်တာနဲ့ထိုင်ပြီးဖီးနေပြန်ပြီးလို့တွေးပြီးရေးလိုက်မိသေးတာဒီကဘာမှာမင်းကိုအချစ်ဆုံးပဲဆိုပြီး caption တက်ပြီးတခြားတယောက်ပုံချိန်မှငါတို့ဝေးခဲ့ရပြီဆိုတာကိုတီးခဲ့ရတာတကယ်ဒီကြားထဲကရက်တွေမှလေကို့အတွေ့ထဲမှာသူကကိုကိုစိတ်ကောက်သွားတယ်ပေါ့အဲ့လောက်ပဲတွေးနေခဲ့မိတာအစင်မပြေတဲ့ရက်တူလေးတွေမှာနောက်တစ်ယောက်ရသွားနိုင်လိမ့်မယ်လို့တကယ်မထင်ခဲ့ဘူးမင်းတို့နှစ်ယောက်ဘာလို့လမ်းခွဲလိုက်ကြရဲလို့မေးရင်မတိဘူးဆိုတဲ့အဖြေကလွယ်ရင်ဘာမှရှိမနေခဲ့ဘူးဒီတိုင်းပဲစိတ်ကောက်ရင်ဝေးကြတာလို့ဖြေရမလားဝေးသွားတာကိုစိတ်ကောက်နေတယ်လို့ပဲဖြေရမလားမသိချဘူး